ရှင်ဘယ်ကပြန်လာလဲလောက်ကပြန်လာတာပေါ့ရှင်ဟိုကောင်ကလည်းဖုတ်ပြန်နေတာကျမမဒီမြတ်မှတ်နေလားဦးမမခဒီဘာလေးပြောနေရလဲလောက်ကပင်မလာတဲ့ကြားတဲ့ဟာအပူတွေပြောမနေပါနဲ့ဟာဟုတ်တယ်ဟာသူနဲ့ငါနဲ့ဖောက်ပြန်နေဟာလေဒီဘာဖြစ်ချင်နေရငါနဲ့ကိုယ်နဲ့ချင်နေရကွဲမယ်ရှင်ကြားတဲ့ကားလေးကငွေချူလိုက်တာပေါ့ဒီမှာငါတခုတော့ပြောစရာရှိဒါငါအိဟေးနေုံငါခဏတော့နေဝင်ပေးလိုက်ငါကြံကုန်သွားမယ်ငါနောက်ယူနေမိမလေးနဲ့ငါလက်ထပ်တော့ငါရန်ကုန်မှာ4နှစ်5နှစ်လောက်တော့ကြာအေးအဲဒီကပြန်လာတဲ့အချိန်ငါဒီကိုပြန်ရောက်ရင်တော့နေဒီအိမ်မော်ကနေပြီးတော့စစ်ကြလားကျူညီညီနေ့ရက်ဒီနေ့ရလေဟာရွာမှာပြန့်နေရပဲငါတောင်းပန်ပါလေဟာအဲ့ဒါငါအမေကြောင့်အဲ့လူကိုငါမြူချင်ပါဦးဆိုငါ့ကိုအတင်းပေးစားတယ်ငါနဲ့နေနဲ့ချင်းကိုလည်းလူလိုခွဲတယ်ငါတောင်းပန်ပါလေဟာဒါနဲ့နေဘာလာလောက်ထားလဲဘာလာလောက်ထားလဲဆိုတော့နေ့စီကိုပဲငါလာတာငါနေ့ကိုလိုက်ရှာနေတာဘောဟာဒီနားမှာနေ့ကိုတွေ့ဒီဘောဟာဒီငါနဲ့ဟိုးရင်တော့ဘာဘောဟာဆေးရတော့နေ့မြတ်ဒီလိုထိန်းနေပေးစားတာတော့နေ့အတွက်ကောင်းစားစီရင်လို့ပါစကြူရဘာလို့ဆေးရတဲ့ရောက်နေဘယ်ပေးစားခြင်းပါမလဲဟာအဲ့မဲ့လေငါတစ်ချိန်တော့နေ့ကိုပြောထားရလေငါနေ့ကိုမှမရရဲ့ငါလူတွေးလောက်ပါဆိုတာလေအဲ့တော့ဟာငါအခုနေ့ကိုလက်ထက်ချင်တယ်ဟာငါမှကလေးနဲ့လေအိုက်ကလေးလေးရလေမိကလေးပဲလေမိကလေးဆိုတော့မရဲ့ကလေးလေးပဲလေဟာအဲ့တော့ငါချစ်ကိုနေလက်ခံပေးဖို့ပဲအရေးကြီးတယ်နေလက်ခံပေးမှလားငါရဲ့နောက်ယူထားတဲ့မိမလှလေးရနောက်2ရက်နေပြန်လာမှာနော်အဲ့2ရက်အတွင်းမှာနေတို့လင်မယား2ယောက်ဒီအိမ်ပေါ်မှာငါမမြင်ချင်ဘူးငါပြောကြားလားပြောလို့ပဲခမရအိမ်ကို2ရက်မဟုတ်ဘူးဗျကျွန်တော်တစ်စက္ကန့်မှမနေတော့ကဲဘယ်မှာမသမီးကြောက်ကြရင်ရံမဖြစ်ရဘူးနော်ဟုတ်အေးကျောင်းတက်တော့မယ်တော်နော်ဖေဖေကဲလှပါပြီသမီးကျောင်းတော်ရမယ်ရှော့မမေကိုလည်းနှုတ်ဆက်ပါအောင်ကြောင်းသွားဟုတ်ပြီလားမမိုင်မမေသမီးကျောင်းတော်ရမယ်မမေ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 ကျူနေရလဲဟာကိုကျမ်းမာကြီးကိုတီးရတယ်နဲ့စိတ်မတောက်ထားဘူးလားငါမတောက်ချင်တော့ဘူးပါညီညီငါတွေ့ရခဲ့ရင်
ရဲ့သမီးစနေမလေးကိုဆောက်ရှောက်ပေးပါဟာ ။你也把你表呢嘞？你也把路比较嘛嘞哈？ ညီညီငါ့ကိုပြီးပြီပါဟာ ကျဆုံးငါအဖေကငါ့ပထဝီပေါ်လာ ဟုတ်တယ်ဟာနည်းနည်းနေ့ဖေးတဲ့တင်းကြီးရွာထဲမှာပြန့်နေ နေအဖေဆိုလားဘာဆိုလားဥပမခတဲ့လူကြီးကနေကိုလောင်းကုန်ပြီနေလိုက်တော့မှာလား ဖက်စနေမပထဝီနေပေါ်ဘလောက်ကောက်ကောက်နေဖေးစီလောက်တော့နေပေါ်မှာမကောင်းနေပြန်လိုက်တော့ အဲ့ဥမှုမခဆိုတဲ့လူကြီးကချမ်းသာတယ်ဟာလားကောင်လိုက်တော့ ဟုတ်တယ်လိုက်တော့မထွေးနဲ့နေရမသိတော့ ဖျောက်ကောင်းခဲ့ ပြားစရာ အရာတပင်းယူခဲ့စမ်းကွာ ဆရာရဲ့ဆရာနေလိုက်ရက်တွေကြီးတောင်းဆရာမနေ့ကရက်တွေတောက်တော့များပြီဆရာမနဲ့မိုးလင်းတော့တွေးရအန်းနေတယ် ဟဲ့မင်းရဆရာလားငါဆရာလား ဆရာမို့လို့ကျွန်တော်လည်းဆရာမဟုတ်ပါဘူးဆရာကိုဆရာလို့ကျွန်တော်ဆရာဒီမှာကျွန်တော်ဆရာတော့ဒီမှာပေါ့ဆရာအခုကဆရာပဲပေါ့ ဟဲ့တွားယူကွာ KVT တချင်းစုံနေရဆိုတော့ကိုရမီလေးလာတော့မတိလိုက်ဘူးကဲအဖေကိုလွယ်ကလေးပေး မလို့ တမီကျောင်းကပြန်လာရင်အဖေကိုလွယ်ပေးနေကြလीဘာလဲတမီကျောင်းကရဖြစ်လာလားကျောင်းကတယောက်နဲ့စကားများလာတာ ဟန်ဆောင်မှုတွေနဲ့စိုးရိမ်ပြမနေနဲ့ ဟန်ဆောင်မှုတွေနဲ့စိုးရိမ်ပြမနေနဲ့တမီဘာတွေပြောနေလဲတမီရဲ့ ရှစ်တရုပ်ဆောင်ရကောင်းလိုက်လားဥညီညီမျိုးရဲ့ရှင်အထွေးတရားရဲ့အတူတူမနေနဲ့အတူတူမအိမ်နိုင်ဘူး အထွေးတယောက်နဲ့အတူတူမနေနိုင်ဘူးအတူတူမအိပ်နိုင်ဘူးဟုတ်ကဲ့တမီကအဖေနဲ့ဟိုးငယ်ဒီကရမအတူတူနေလာလေတမီရဲ့တမီကအဖေနဲ့နေရောတမီကူနဲ့နေမှာတော့တမီက ကျမရဲ့အဖေဘုဘခါနဲ့တွားနေမှာရှင် တမီအဲ့လိုမလုပ်ပါနဲ့တမီရဲ့ဖေဖေကတမီရှိမနေတဲ့ဘူးတမီရဲ့ဖေနဲ့ပဲအတူတူနေတော့ ပါလေရှင်ကျမမွေးပြီးစားမလို့လား ဟာတော့နေခွေးမ你အဲ့စကားကိုဘယ်တော့မှမပြောနဲ့တမီတော့ကြည့်တော့လို့ရပါတယ်ဒါနဲ့တမီအပီစီကိုအချိန်ဝေးပြန်လာလို့ရရင်နော်တမီ
လျှော့ပါဆရာရဲ့ ငါစိတ်ကိုလည်းမချောနိုင်ဘူးငါသမီးလေးကိုလည်းငါမခွဲနိုင်ဘူးကွာဟဲ့ရောက်ကောက်ရတဲ့ပလင်းပေးစမ်းကွာ ဆရာရဲ့ဆရာရက်နေကြီးတောင်းနေဘာလို့ဆရာတွားပြီလဲ ငါသမီးလေးမရှိတော့ငါလည်းနေမရှိကြတော့ကွာ အဲ့လိုမျိုးလိုက်ပါနဲ့ဆရာရဲ့ဆရာဘာဖြစ်ချင်လဲပြောပြစေ ငါမချင်လဲဆိုရင်ငါသမီးလေးနဲ့ငါအတူတူရှိနေတယ်ကွာ စိတ်ချပါဆရာဟဲ့ သမီးလေးလိုပါပြောဖေးအားလုံးဖြည့်ဆည်းပေးမှာ ဟုတ် သမီးကဘောကိုစောင့်ကြည့်မကောင်းတဲ့ပထွေးစီရနေပြီးတော့ညံဆုံးလွတ်လာလို့မလို့ မဟုတ်ရင်ငါသမီးလေးဘဝမသွေးရစရာပဲ ရုပ်ဆောင်လေးကောင်းလိုက်ရဦးမမခ အဲ့ရမှာပေါ့မင်းငါရောပါလားဒီခုချင်းချင်းထွက်သွားတဲ့ဟဲ့ တွားပါခမရင်လာတော့လာနေမှန်ရုပ်ဆောင်ကားလေးရှိလို့အဲ့စမီမနေရာတော့ဒီမှာပြောနေတာပေါ့အိမ်မှာငါဆရာဟုတ်ခံစားနေနေတိလားဘာပထွေးတယောက်ကကျမတို့ခံစားနေရတယ်ဟုတ်လားရှင်ဟာတိုက်လာပြောမနေနဲ့ဒီဦးမခဆိုရင်ဒူရဒီပထွေးတဲ့ကောင်းနေဆိုဒီခရရဒါမှငါနေပြောတာရှိနေနလာသမီးရွှေလောက်ကဒီဘယ်ဆိုရင်ဒူရတို့တောင်းနေနေအောင်လို့အယူမစပြီးတော့သူ့ရဲ့နောက်မိမဆိုရကောင်းမနဲ့ဟုတ်ပြန်လေတောင်းနေမေရတီတော့အဲ့လူနဲ့တွားရှင်းခဲ့တယ်နိုင်စရာမဟာတို့တောင်းနေနေကိုတနာပြီးတော့သူ့ရဲ့လူမျိုးဘွားလေးဆွလို့ပြီးတော့တို့တောင်းနေကိုတောင်းယူခဲ့တာဟာကြာလာတော့ဟာနေအမေလေအဲ့လူကြီးစိတ်နဲ့ပဲဆုံးသွားခဲ့တယ်ဟာအတွေ့ဆိုတဲ့ငါရဲ့ဆရာမဟာနေအမေကိုလွမ်းတဲ့စိတ်နဲ့အချက်တွေကိုနေတိုင်းတောက်ပြီးသူတယောက်တည်းထိကြံသွားနေသူ့ဘဝလေးကိုဖြတ်တန်းနေရတာပါဟာဒါပေမဲ့ငါဆရာအရမတာဖြစ်တာသစ္စာတော့ရှိရဲ့ဟာနေအမေမထားတဲ့အတိုင်းပဲစနေမဆိုတဲ့အမီလေးကိုအခုချိန်ထိစောက်ကြောက်လာတာပါဟာအခုငါဆရာမဟာဒီနေ့နေအမေကိုလွမ်းတဲ့စိတ်တွေတောက်အရက်တွေလွန်ကျွန်းတောက်ပြီးတွေ့တယ်အဲ့ဒီရဲ့ဟာဟုတ်လေအဖေတွေ့အဲ့ဒီဟုတ်လားတမီးအဖေစီပြခြင်းနဲ့တမီးတကယ်ပြောရတယ်စကူလေးတို့ဘာလုပ်လဲ ဖေးနဲ့ဒီတိုက်ကြီးမှာသူနေကြမယ်နော်အဖေပဲမမကောင်းနဲ့နော်သမီး မလို့ရှင်းတောင်းမယူနိုင်တဲ့အဖေတယောက်နဲ့အတူတူနေစရာအကြောင်းရှိတယ် သမီး Baby,